ဟဲ့တကယ်ချင်းတို့သိကြပြီလားဒီနေ့မှာအမင်းများသောကွန်မန့်နေဖြစ်တဲ့200တန်းပတ်ကိ promotion ကြောင်းကိုလာပြီးတော့အသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျမင်္ဂလာမြန်မာစင်200ဘတ် promotion ပတ်ကိရတော့စုစုပေါင်း data 40 GB ရရှိမှာဖြစ်ပါတယ်ခင်ဗျဝါဒါဒီမကပဲထိုင်းနိုင်ငံတွင်ဖုန်းခေါ်ဆိုခွင့်မိနစ်90ရရှိမှာဖြစ်ပါတယ်ခင်ဗျကိုရန်တိုင်းအခမဲ့ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်ခင်ဗျဒါအပြင် AIS Super Wi-Fi ရက်30ထူး promotion အနေနဲ့ social app application 5ခုကိုစောက်ကြနိုင်မှာဖြစ်ပါတယ်Line Messenger Viber Instagram တို့ပဲဖြစ်ပါတယ်ခင်ဗျ free ဒင်းရပါလေစောက်ကြနိုင်မှာဖြစ်ပါတယ်ခင်ဗျ mobile နေရင် ROE Free Fire ပတ်တီ mobile တို့ပဲဖြစ်ပါတယ်ခင်ဗျတကယ်ချင်းတို့အနေနဲ့200တန်း promotion package ကိုစိတ်ဝင်စားပါက AIS မင်္ဂလာမြန်မာစိတ်ကအသစ်ဝယ်ပြီးတော့9ရက်အတွင်းမှတ်ပုံတင်ပြီးတော့ယခုဖော်ပြထားတော့ကဏ္ဍများကိုစောက်ထားနိုင်မှာဖြစ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်စာဝင်နေရေးအတွက် like and share လေးနဲ့ကူညီပေးခဲ့ပါဦးဗျအားလုံးပဲဘိုင်ဘိုင်လို့နောက်ခေါ်ဆက်တာခဲ့ပါတယ်ထိုင်းနိုင်ငံတွင်လိုင်းဆွဲအားကောင်းဆုံး AS 124 5G